ဒီနေ့လာပြင်းနေဆိုတော့ပေါ့နော်မိဘပြန်သွားကြည့်မယ်ဆိုတော့ကြည့်တော့ဖြစ်ချင်းတော့ဒီနေ့ရာတီဥတုလည်းဒီနေ့ကမကားဘူးမိဘပြန်ကတလုံးပဲထုံးတယ်အဲ့ဒီတလုံးကလေမီးလောင်သွားတယ်ဒါပေမဲ့သူကရမ်းမတရားတည်ဘူးပဲခဏကြတော့မိုးတွေကအုပ်လာမိုးတွေအုပ်လာတော့ချစ်ချင်းနဲ့ကိုနဲ့အတူတူဒီတပတ်ရှောက်လေးပြီးတော့ပြန်လာခဲ့ပါတယ်ရှင်မိဘပြန်လေးကမီးလောင်သွားတာနှမျိုးဆရာကြီးကြည့်လိုက်အောင်တော်သေးတဲ့ရန်တွေကမစင်ရသေးလို့အစောတီးကြည့်ပေးတဲ့တကယ်ချင်းအားလုံးကြည့်စုပါရှင်